ပေါင်းတဲ့နဲ့ရောင်းရင်တို့ရေမင်းတို့တွန်းငွေရှိမှအေးအိမ်ဖောင်းနေတော့စိတ်ပြောင်းမိတော့အသက်ငယ်တဲ့ညီလေးကိုဖားရလို့ဖြစ်ကိုကြီးခေါ်တဲ့ခေစာမတက်ပေမဲ့ငွေရှိကြည့်ပါငွေရဲ့ခုံကြောင့်နေရာပေးကြတာငွေဆိုတာလူသားတိုင်းရဲ့ဒုတိယဘုရားသခင်ဆိုတဲ့စကားကိုမယုံမရှိနဲ့ပေါင်းတင်လို့ရငွေမရှိရင်ကြောင်းထိုးခံရမှာပေါင်းတဲ့နဲ့ရောင်းရင်တို့ရေမင်းတို့တွန်းငွေရှိမှအေးအိမ်ဖောင်းနေတော့စိတ်ပြောင်းမိတော့အသက်ငယ်တဲ့ညီလေးကိုဖားရလို့ဖြစ်ကိုကြီးခေါ်တဲ့ခေစာမတက်ပေမဲ့ငွေရှိကြည့်ပါငွေရဲ့ခုံကြောင့်နေရာပေးကြတာငွေဆိုတာလူသားတိုင်းရဲ့ဒုတိယဘုရားသခင်ဆိုတဲ့စကားကိုမယုံမရှိနဲ့ပေါင်းတင်လို့ရငွေမရှိရင်ကြောင်းထိုးခံရမှာတိုက်ရှိနေတဲ့60အဖိုးလဲကြိုက်မယ်ဆိုတဲ့ခေမင်းမသာငွေရှိစမ်းမှာကောင်းမြူဖြစ်လဲကြောင်းသူလေးတော့ရနိုင်မှသေးတယ်ငွေမြင်မှသိခင်ရတယ်အပေါင်းအသင်းတွေလည်းရှိနေတာမို့တီးရောမပါလဲရှိပါစေလူရဝင်မို့မင်းငွေရှာစမ်းလေကလာကြီးဖြစ်လေငွေရှိပြန်တော့ဒီကလာကိုလည်းပဒံများပါလို့မြင်ဆွေမျိုးတော်လိုက်ချင်းကျဲစင်နဲ့လာမင်းတို့လည်းငွေပါမလူနာကမဲယူပါစင်ချူချလဲကွာဝေပါသွားရင်မင်းလိုရရမယ်တဲ့နဲ့ရောင်းရင်တို့ရေမင်းတို့တွန်းငွေရှိမှအေးအိမ်ဖောင်းနေတော့စိတ်ပြောင်းမိတော့အသက်ငယ်တဲ့ညီလေးကိုဖားရလို့ဖြစ်ကိုကြီးခေါ်တဲ့ခေစာမတက်ပေမဲ့ငွေရှိကြည့်ပါငွေရဲ့ခုံကြောင့်နေရာပေးကြတာငွေဆိုတာလူသားတိုင်းရဲ့ဒုတိယဘုရားသခင်ဆိုတဲ့စကားကိုမယုံမရှိနဲ့ပေါင်းတင်လို့ရငွေမရှိရင်ကြောင်းထိုးခံရမှာတိုက်ရှိနေတဲ့60အဖိုးလဲကြိုက်မယ်ဆိုတဲ့ခေမင်းမသာငွေရှိစမ်းမှာကောင်းမြူဖြစ်လဲကြောင်းသူလေးတော့ရနိုင်မှသေးတယ်ငွေမြင်မှသိခင်ရတယ်အပေါင်းအသင်းတွေလည်းရှိနေတာမို့တီးရောမပါလဲရှိပါစေလူရဝင်မို့မင်းငွေရှာစမ်းလေကလာကြီးဖြစ်လေငွေရှိပြန်တော့ဒီကလာကိုလည်းပဒံများပါလို့မြင်ဆွေမျိုးတော်လိုက်ချင်းကျဲစင်နဲ့လာမင်းတို့လည်းငွေပါမလူနာကမဲယူပါစင်ချူချလဲကွာဝေပါသွားရင်မင်းလိုရရမယ်